ကိုမင်္ဂလာပါမင်္ဂလာပါမင်္ဂလာပါวันนี้พี่นะครับမော်နေမှာမော်နေမှာဆိုတော့ရတောင်းတာကို စားပြတာကောင်းလိုက်လား ဒီလက်ပြပြောမှဆက်ဒီလားဒီနောက်ဟုတ်ကဲ့ မင်္ဂလာပါကျွန်တော် Park Royal Hotel မှာကြိုဆိုပါတယ် ဝေါဝေါဦးအဲ့နာမည်လေးဆက်လာပါ Mr. Mickey ဟိုကဖမ်းဝန်းထုတ်တယ်နော် ဟောဦးလေ အော်ဟာဖုန်းနဲ့လေးခိုင်းဒါ Mickey Okay Mr. Mickey ရပါပြီကျွန်တော် ဖုန်းလေးကမထုတ် ဒီကနေ့ကြောက်ဘူးကြောက်ပါလားခင်ဗျ အားယူနေ ဟုတ်ကဲ့ဘိုးအပြင်မှာကျွန်တော်တော့မရှုံးတော့ ပါဗျာ sorry ရောင်းတော့ဒါကကျွန်တော်တို့ Vegan Sweet ရေ ဟုတ်တယ်ခန်းဟုတ်လားခန်းမနေရလား အခုကဘယ်လိုထင်လို့လဲ ဒါမှဘာခန်းလို့ living room ကျွန်တော်တို့ရဲ့ Vegan Sweet Wow Vacancy yes thank you ကောင်းလိုက်တာ အခန်းပြအောင်လေ ဆက်ပြ ဒါကျွန်တော်ရဲ့ Vegan Sweet ရှိပါတယ်ကိုဒီကမင်းကျင်းလုံးလို့လေရ အဘီဒီလို့ရ ကျွန်တော်တယောက်တည်းလုပ်ချင်လေရ ရဒါလေးပြည်တာလေးလား အဲကြောက်ရွံ့ကြီးဟိုထိရင်တော့စကားပြန်ပြောတယ်ဒီထိရှိပါလားဒီ Vegan Sweet ပါဆိုရင်အခုတွေ့ထင်းတဲ့အတိုင်းပဲအရန်ကြီးတဲ့ခန်းသားပြီးအကျယ်ကြီးပဲပြီးရင် Master Bedroom တစ်ခန်းပါတယ်ပြီးတော့ Deluxe ကနှစ်ခန်းတော့ပါတယ် နှခမ်းပါ အဲ့တော့အခုအခန်းလေးတွေလည်းပြဖို့အတွက်ကျွန်တော်ကြောက်ရ program ကျွန်းလိုက်မှနေဦးရပြီပြလိုက် သူ့လည်း collection လေးထုတ်ပေးပါ မဲနေလို့ကြောက်ဖြူနေကိုလာပါတော့ပြီးကိုအောင်ကြည့်လိုက်တော့ ဘာ ညာတော့ walking space ပါပုံလို့ရတယ်ပုံရ သူ့ကိုထုတ်ပေးပါသူ့ကိုထုတ်ပေးပါ ဒါဆိုရင်နော် နိုင်ရပါလို့မလုပ်တာလေကျွန်တော်ရှင်းပြပေးပါ Once upon a time, one day there was a Kentucky and a Menchie PE class. ဟုတ်ကဲ့ဆက်တော့ Yeah, private gym, huh? Oh, family နဲ့လည်းကျင်းစောတူစောပေးရတယ်။ခွန်စစ်တဲ့ချစ်ကိုလည်း ကောင်မလေးရဲ့စပင်းစီကိုကရုပ်ပြီး ကျင်းကိုဘယ်လိုလဲအဆင်ပြေနေမလဲ ချိုက်ဆက်သွားတယ်ဒါလေးပါလိမ့်လေ ရောက်ပြန် ဒါလေးပါလိမ့် ပြ လေ စိတ်လို့ရတယ်မရဘူးပြမှန်ဆိုရေဘူးကြီးရေအေးလည်းရတယ်ပုတ်ပြီးသွားလို့မရဘူးဒီမှာလက်နဲ့ရှင်းလို့ရတယ်ဟာမျက်နှာတက်လို့ရတယ်နော်တိုင်းတိုင်းလို့ရတယ်နော်တက်ပြပြအောင်တော့မှချာပါမတိုင်းလို့ပေါ့နော်တိုင်းကမနှလုံးဆိုတော့ ဒါလားခါရဲဝင်ကြည့်အောင်လား ဘာလို့လဲမရဘူး ခါရဲဝင်ထိုင်ကြည့်ပါလားထိုင်ကြည့်လိုက်အဆင်ပြေကြည့်မလား မလေးရရဲ့ယာကြီးရဲ့ အဆင်ပြေကြည့်မလားဟုတ်တကယ်လည်းလုံးဆိုတော့ ဒီချိန်ဒီအဲ့ပဲလဲပေးပါလား ဟာတော့ ဒါအဲ့လိုရဘူး ခံရရလားဒါတော့ကြည့်တော့လည်းမလား အလုပ်ထောက်တော့မယ် လူကြီးစကားပြောရတယ် အေးစင်းနေပါ ဤတော့လည်းနေတာပဲစကားပြောရင်လည်းတက်လို့ရတယ် ဒါနဲ့ဒီဟာဟိုကအဖောက်သားလို့နော် ဟောဒါအပေါ်သွားဖို့ ရောင်မျက်နှာတွေမှာထပ်ပြီးမှာဟုတ် ဒီလိုပြနေနော်ဒါအပေါ်သွားဖို့ဒါအီးပါဖို့ တယ်အင်းပါဘူးဒီမှာဆိုရင်ဒါအရှင်းလုံးတော့နော်ဒါကိုယ့်ရဲ့ဒီကပြင်းပြစီကိုဆင်းနေရ ဒီဒီစီရော ပြင်းပြစီကြတော့ တော့တယ်ညကြပဲလာကြတော့ပုံမှာသူစိတ်ကနေတော့နော်ဒီချိုးကနေတော့ကိုစောင့်ဟာဒီကျပါဟုတ်မင်္ဂလာပါဟုတ်မြေထေယောမြေထေယောမြေထေယောဟုတ်မင်္ဂလာပါဒီဟိုတယ်ကချောလာပဲနော်ကိုလောက်နီးနီးကိုအကုန်လုံးအချောလေးတွေပဲခံတာပါခင်ဗျဟုတ်ကဲ့ကြိုင်လေးလူလဲပေးပါဟုတ်ကျွန်တော်ဒီဟာဟိုနော်မဆာပါရိုမီကျွန်တော်ဘယ်လားဆိုအခန်းရှိပါဗျာအခန်းချက်လိုက်ပြပါဘယ်လိုခေါ်လဲအခုကျတဲ့လူခေါ်လို့ရတယ်။ဒါမိသားစုလိုက်လည်းဒါနေလို့ရတယ်။တကယ်ကြီးတွေပါဒီမှာပြီးလို့ရတယ်။ဟုတ်တယ်။ The last brewing ပေါ့နော်။ဒီမှာဆိုလို့ရှိရင်ဒါနေရာလေးကလေးပါတယ်ပြီးသွားဆိုလို့ရှိရင်ရေချိုးဟဲ့အိမ်နာလေးပါပြီးသား။အခုဒါကင်မရာနောက်ွယ်ကျမှလုပ်ကြရအောင်ကိုရယ်။ကိုရယ်နည်းစိတ်လေးရှော့ပါ။ကဲဒီနေ့တူးသူတွေအပေါ်
အခုနောက်မှတငယ်ထောင်ပါဘူးမိသားစုလိုက်လာမယ်ဆိုလည်းအဆင်ပြေပြီးသွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ထပ်ပါအောင်เนาะတငယ်ချင်းတွေလာပြီးတော့မှ staycation နေလို့ရှိရင်လည်းအဆင်ပြေပြီးတော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအခန်းအကျဉ်းဆိုတဲ့အတွက်ပဒေးပါတီတွေမှာလုတ်တင်နေဆိုလို့ရှိရင်ကျွန်တော် buffet တွေပါကျွန်တော်တို့ဒီအရှိဒီမှာ veranda ရှိအဲ့မှာလည်းခင်းပေးထားတယ်ခင်ဗျအခုဒါကတော့walking space တွေပါခင်ဗျ walking space ဟုတ်တယ်ပါဒီလိုလုပ်တာဟုတ်ကဲ့ပါခင်ဗျ ဘိုက်တော့နည်းနည်းစားလာလို့ဘာလို့အခန်းရကျဲလို့လမ်းလျှောက်ဘိုက်စားလာ တိနေတယ်အဲ့ကြောင့်အကိုအတွက် high tea set လုပ်ထားပေးရခင်ဗျ high tea set high tea တော့မယ်လား okay စားပြီးတော့ကောင်းပါလေ ကောင်းနေတယ်ဟုတ်ကဲ့ဒါတော့အကိုကင်မရာနဲ့ ဘိုက်စားလို့ဘိုက်စား ငါတို့ဒီအဲ့တဲ့ကိုပြောင်းလိုက်ရင်ကောင်းမလားမသိဘူး okay ဒါတော့ကျွန်တော် high tea set လေးပါခင်ဗျ wow ဟုတ်ဒါအခုကျွန်တော်တို့ငါဥစ္စာပြင်ဆင်ပေးထားရပေါ့နော်အဲ့တော့အကိုကအခုလာတာတယောက်တည်းဆိုတော့ဟိုမကုန်မှန်းဆိုလို့ကျွန်တော်တို့လည်းနည်းနည်းလေး ဒီလေးတော့ ဟုတ်ကဲ့ ကိုညီတို့အားလုံးနဲ့တူစားချင် ဟုတ်ကဲ့ခင်ဗျာ ဟိုတရားမန်နေဂျာချက်ဒါမှမဟုတ် CEO ချက်ဖုန်းဆက်ပြောတယ် ဟုတ်ကဲ့ အစီအစဉ်ရမှာဒီကဲ ပြင်ပါ တိတ်လေးတွေကတိတ် ဒီအဲ့တဲ့အကုန်ပြန်လို့ရပြီကျွန်တော်တို့ဟာစီစက်ကိုမစားလိုက်တော့စားလိုက်နောက်လည်းမလာနဲ့လာလည်းမနောက်နေတော့စားလိုက်ကိုအဆင်ပြေလားနောက်လည်းလာကျင်းတော့ဘူး ကောင်းတော့ ဝန်ထမ်းတွေရောအဆင်ပြေလား ညဖက်ညစာစားကြတော့အခါ ဒီနေ့ညစာမီနီယိုကိုတယောက်ချင်းစီဖတ်ပြပြီးတော့ဘာသာပြန်ရမှာပေါ့နော် Chinese for ဝန်တုံ 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 ဝန်တုံစားပါလေ ဒါဝန်တုံဆိုတာကသူကအဲ့လိုမျိုးသူကအဲ့လိုအနှစ်တင်နဲ့အဲ့လိုတေချာလေးချက်ထားတာပေါ့တော့ Chinese ပုံစံမျိုးအဲ့လိုဝက်ကိုပေါ့နော်အဲ့လိုဝန်တုံ ဝတ်တော့ okay ဝန်တုံနော်ဟုတ်တယ် အနှစ်ဆို ဘာလဲအနှစ်ဘာလို့အနှစ်မထည့်ဘူးကျွန်တော်အနှစ်ထည့်တယ်ဆော့တယ်ကျွန်တော်မဆော့ချင်ဘူး မလာဆော့ရှိတာ စားတယ် Chinese pot ဝန်တုံ ဒီမှာလေးအနှစ်တည်းပုံကောင်းလား Inoki mushroom tempura အဲ့ဒါဘယ်လိုမျိုးလဲ Inoki ဆိုတာကျတော့ဂျပန်အစားအစာဟုတ်လားတော့မသိ Inoki ဆိုတော့ ဘာလဲဒီလိုပြ ဂျပ ပါ န်မှာလေးပေါ့ Inoki ဆိုတာတော့ဘယ်လိုပြောဒီနိုင်ငံနေပြီးတော့မဟုတ်ဒီမြို့ကနေပြီးတော့စပေါ်လာ Inoki ပြောလိုက်တော့ Inoki မျိုးအဲ့ဒါဘယ်လိုပုံစံမျိုးလဲ Inoki ဆိုတာကွာဘယ်လိုပြော အင်းတို့ကမတက်တော့ ဟုတ်ကဲ့ပြောင်းတယ်ဘယ်လိုလဲ Inoki ခဏကြော်လိုက်မှာကွာ mushroom တန်းသွားမယ်Inoki mushroom tempura mushroom ဆိုတာမိုးကြော်ပေါ့ ဟုတ် ဂျပန်သိရမလား ဆိုဆို မှန်တယ်လေ မိုကျော်တော့မှန်တယ်လေဒါပေ သိရ မဲ့ ပါလေ Enoki Inoki 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 ဆိုတာ Inoki ဒါမြင့်မျိုးစားမြင့်မျိုးစားကို Inoki လို့ခေါ်တယ်ဒီမြင့်မျိုး မြင့်ပြသွား ဒါမြင့်ဖြစ်သွားပြီ မြော့မော့ မြော့မြင့်တယ်ရောမျှော်တယ်ရော မြော့လေး ဘာလို့ခေါ်လဲ မြော့လို့ခေါ်တာအဲ့လို ဟုတ်ပါလေ မြော့ Inoki မြော့ မို့ မဟုတ်ဘူး ဒီမြော့ Inoki ဟာပါလေ မို့ဟိုမှာသွားမေးနေရလားမသိဘူးအဲ့သွားမေးနေရလား ဖေးပွဲကြီးသွားကြည့်မေးတယ်ကျ ဟိဘွေးတော့ကြည့်ပြီးမေးနေကြရအောင်တစ်စပါကောင်မသိသူကျွမ်းပါတော့သူကျွမ်းပါတော့ဒီကောင်တစ်စပါရ သာကူချ mà stir fried green asparagus with ginkgo nut เนาะဒါဘာလဲဆိုတော့ green asparagus ဆိုတာကကညွတ်เนาะကညွတ်ကြော်မှာ ginkgo nut ဆိုတာတစ်စစ်ပေါ့နော် ginkgo ဆိုတဲ့တစ်စစ်လေးရှိမှာကညွတ်ကိုမှတစ်စစ်လေးနဲ့ကြော်တာဟုတ်လား yes ဒီကောင်တစ်စပါကောင် asparagus where is this asparagus is ကညွတ် asparagus တော့ကြည့်ပြစုပ်လေးချက်ကြည့်လိုက်မနော်
အိုးငါပြောမှာငါးသားလုံးနေလို့ ပဲနီရောမှာပဲနီ မှန်ပါဘောသွားပြောသွားမေးထားတာ ဘာမှလည်းပဲနီ မေးပါ အေးကပဲနေပါမှာပဲပါမှာ မလေး beans cup ပါ beans cup beans cup အားပြောကောင်းပါလေကောင်းပါလေ ကြည့်လိုက်ကြည့်လိုက် ဟောတော့ beans cup ကိုတော့ပြောတာပဲပြောက်ပြောတာ steamed chicken with ginger soy sesame sauce တဲ့ အဲ့ဒါလွယ်တယ် steamed chicken ဆိုတာတော့သိရမလားကျတော်ဘောင်းကျတော်ဘောင်းကိုချင်းနဲ့ဒါပဲငံပြားရည်နဲ့နှမ်းနဲ့ရောထားတဲ့ပေါင်းဆက်ထားတဲ့ sauce နဲ့ဒါ steamed chicken ကျတော်ဘောင်းပေါ့ ဟုတ်နေရတော့ပြောလိုက်ကြဟာလို့ရော မှန်လားမှန်လား မှန် ဒါကျတော်ဘောင်းနဲ့နှမ်းရယ်ချင်းရယ်ပဲငံပြားရယ် sauce နဲ့ကြည့်လိုက် That's right bro လွယ်လွယ်လေးကို ဘယ်လိုလုပ်ရတာဘယ်လိုလုပ်ရတာဟိုမော်တစ်ခုရှိသေးတယ် အမှုထားဘူး ဟဲ့ဟဲ့ อ๋อ deep fry for sea bass with sunkissed fish နေလာ Sunkist fusion sauce လိုက် အဲ့လိုပေါ့နော်ဟို sea bass တစ်ကောင်လုံးကိုအဲ့လို စီးပတ်သွားပါလေထိုင်ကုန်ကပတ်လားဟမ်ထိုင်ကုန်ကပတ်ကိုပြောရလားထိုင်ကုန်ကပတ်ကိုပြောရလား sea bass ထိုင်ကုန်ကပတ်ကိုအဲ့လိုပေါ့နော် sea bass တစ်ကောင်လုံးကိုအဲ့လိုပေါ့နော် deep fry သွားတယ်မလားအဲ့လိုကြက်နေအောင်ကြော်ထားတဲ့အဲ့ဒါကိုကအဲ့လို sunkissed fusion sauce နဲ့လုပ်ထားတာ အဆန်ကိဆိုပါ sunkissed ဆိုလိမ္မော်တီး sunkissed fusion စန် sauce ကီစန်ကီဒီလိမ္မောလိမ္မောဒီဟုတ်လိမ္မောဒီက orange sunkissed ဒီအဲ့ sunkissed fusion sauce နဲ့ချက်ထားတဲ့ fusion sauce fusion ဆိုပါ ရှင်းရှင်းကပါ fusion ဆို sea bass နဲ့အဲ့ဒီ fusion ကိုတည်ကြတယ် ဟုတ်တယ်လာလိုက်ကြည့်အဲ့လို sunkissed fusion sauce နဲ့အဲ့လို sea bass တစ်ကောင်လုံးကို different ကြွနေအောင်ကြော်ထားတာ ဒီဘာကောင်းလဲလို့ sea bass လို့ sea bass ကဘာကောင်းလဲလို့ sea bass ကွာလို့ ဘာသားလဲ seafood လား sea bass ဆိုတာက ဘာကောင်းလဲ အကောင်တော့အကောင်ပဲ ပင်လေခပတ်ပင်လေခပတ် ပင်လေတဲ့အငါးတစ်ကောင်ငါအဲ့လိုအကောင်တစ်ကောင်ကောင်ပဲ sea bass ကဟုတ်မဟုတ်ကြည့်လိုက် ဘာပါဘာပါလဲ ဘာလဲဘာလဲ ဘာပါ ဘာကောင်း deep fry for sea bass ငါက sea bass ငါတစ်ကောင်လုံးကို sea bass ငါတော့အခုမှ အခုမှပြန်လာ sea bass ငါတစ်ကောင်လုံးကိုကျွတ်ကြော်ထားတာအဲ sunkissed fusion sauce နဲ့ကြော်ထားတာကျွတ်နော် sunkissed မ sunkissed ဒီလေးတွေ့ရ sunkissed ဒီလေးတွေ့ရနော် sunkissed ဒီလေးတွေ့ရ မတွေ့ဘူးဘာကြီးလဲဘာမှလဲဘာမှလဲကို sunkissed ဒီ ဘာမှလဲကိုဘာမှလဲလို့ဘာမှလဲလို့ မနဲ့စာစားကြတော့အခါ တော်တော့ပြီရှင်